ဂျပန်ခေတ်တုန်းကဂျပန်စစ်ဗိုလ်ကြီးတယောက်ကရေနံတွေပိုက်ပြီးဒီမှာတည်သွားတာတဲ့ခမရကသေးပြီခမရကတော့သေးပြီခမရကအဲ့ဒီကြီးမှာ9နှစ်တခါလောက်တော့အင်ရှင်တစ်တွေပေါ်လာတယ်ဒါပေမဲ့အင်ရှင်တစ်မှန်တယ်များတည်ရဲသူကတည်ပြီးရဲသူကပြေးတာကျုပ်တို့ရဲ့ဟော်ဒီအိမ်နဲ့ရေနံပစ္စည်းတွေတခြားလူတွေရဲ့လက်ထဲကိုပါမသွားအောင်လို့အခုရောက်နေတဲ့မိသားစုကိုလည်းကျုပ်တို့တွေက6လမ်းပဲအဲ့တော့6ကြာနိုင်ဟိုဘရင်းဘော်ကြီးကပွင့်သွားမှာတခါကြီးပွင့်မှာနော်အဲ့လိုပေးရတယ်ပိုက်ကဘယ်ရောက်တာလို့အော်ကျေးဇူးတစ်ရှူပဲဟာမောင်တို့ချောက်ဖို့လာတာမဟုတ်ပါဘူးခင်ဗျာကြောက်ဖို့လာတာမဟုတ်ဘူးလေပြောတယ်မျက်နှာလည်းမျက်နှာစိုးကြီးနဲ့ပြောရတာမောင်လေးကကိုနှလုံးသားထဲမှာမင်းကနေလို့မျက်နှာဝဲမဆန်တော့ချစ်စစ်တူအားလေဒီနားမှာတစ်ခုရှိနေမတူညီတဲ့ဘဝ ငါတရေလေငါဘာဖြစ်နေရလဲ မင်းနာမင်းအမှန်တိုင်းပြောညအကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလားဘောလေမူးလေလို့ပါခင်ဗျာအမတရေကခေါင်းမှုတွေရှိတာအေးငါရှက်တယ်အရှောက်ကြအဲ့လိုမင်းကဘာကြလဲWhat?